ဝင်းဝါတီတော့ဂျယ်လီလေးရဲ့စားဖို့စားနည်းလေးကိုတီတီကွန်းရှင်းပြပေးမယ်နော်။သူကကြတော့ညပိုင်းတောက်ရတာ။ညစာစားပြီးအနည်းဆုံး2 နာရီလောက်ချားပြီးတော့မှတောက်ရတာ။တောက်ပုံတောက်နည်းလေးရလေသူ့ကိုတရက်ချားစီတစ်လုံးလေးစားပြီးရတယ်ရေလေးတောက်လိုက်ပြီးတန်းအိတ်လိုက်ရုံပဲ။ဒေါဘကြီးပြီးတော့တရက်ကို2 လုံးဆိုအဲ့လိုကြီးမတောက်နဲ့နော်။တော်ကြဝင်းနေအရန်သွားပြီးတော့သူ့ရဲ့အာသနိတရားအရန်ကောင်းလို့ဂျင်းရဲ့စမုံနဲ့ရဲ့ပွေးကိုင်းရဲ့ပါတဲ့အတွက်ကြောင့်ချစ်တို့ရဲ့ဥလန်းချောင်းတွေလှပအောင်ဘိုက်ကလေးတွေပိန်သွားအောင်သူကအားလုံးတာဝန်ယူတယ်။အဲ့ဒါကြောင့်မလို့ဝင့်ဝါဒီတော့ဂျယ်လီလေးကိုတရက်ချားစီတစ်လုံးတောက်ကြစို့နောက်တစ်ခါအမျိုးသားရောအမျိုးသမီးရောလူမျိုးမျိုးဘာသာမျိုးလဲတောက်လို့ရတယ်နော်ဝင့်ဝါဒီတော့ဂျယ်လီမှာထူးခြားချက်လေးတစ်ခုရှိသေးတယ်အဲ့ဒါဘာလဲဆိုတော့အရသာလေးမှာလိမ္မော်စပြေးစတော်ဘယ်ရီလိုင်ချီတန်မယာအဲ့ဒီ5 မျိုးကိုဒီထဲမှာ10 လုံးပါတယ်ဆိုတော့နှလုံးစီအရသာလေးတူတူချာချာလေးထည့်ထားတယ်အဲ့ဒီအတွက်ကြောင့်မို့လို့အရသာလေးအရန်ကောင်းမွန်နေအဝင်လည်းမစိုးဘူးအထွက်လည်းမစိုးဘူးโอเคကဲအဲ့ဒီတော့ဒီတော့မှာဆိုဝင့်ဝါမှာဆိုဒီတော့